Hello အားလုံးမြင်တာပါဒီလိုပဲနေပြန်ဆိုလိုက်ပါတယ်ဒါ Liverpool တင်းကလက်ရှိကျွန်တော်တို့ဒါဘိုဟိုနောက်ကလည်းလိုအပ်နေရတော့ Liverpool ပြည်သက်တော်များသိတယ်ဒီနေ့တရင်ကတော်တော်လေးတော့ထူးခြားရှိတယ်အဲ့ဒါ Liverpool တင်းကဒါဘိုဟိုနောက်ကလူတယောက်ကိုခေါ်ဖို့အတွက်ချက်တင်ပြီးချင်းကပ်လာပြီဆိုပြီးတော့အဲ့ပို့တွေကသိရတယ်အဲ့သမားလေးကတော့ဒါပြောမှဆိုထာမိုရီတော့ AC Milan အသင်းရဲ့ဘိုနောက်ခံလူထာမိုရီဒါတော်များသိကြတယ်ဘာလို့ဒီကစားသမားကျွန်တော် Premier League Chelsea မှာကျွန်တော်ကစားခဲ့တယ်အကောင်းဆုံးပုံစံကစားခဲ့တယ်ပြီးတော့ဒါ AC Milan ကိုပြောင်းသွားခဲ့တယ်လက်ရှိ AC Milan မှာလည်းဒါ line နဲ့ရနေတယ်သမားတယောက်အသက်အရွယ်အားဖြင့်28နှစ်အကောင်းဆုံးပုံစံမှာရှိတယ်ပြီးတော့နောက်တစ်ခုကောင်းတာကျွန်တော်တို့ပြောမှဆိုလို့ရှိရင်ဒီသမား South တန်းကလည်းဒါ AC Milan မှာကျွန်တော် South တန်းတစ်နှစ်ပဲကျန်တော့တယ်အဲ့တော့ပြောမှဆိုဈေးရလည်းအများကြီးပြရမှာမဟုတ်ဘူးအသက်အရွယ်လုံးဝအကောင်းဆုံးချိန်နေပြီးတော့အင်္ဂလန်မှာကစားခဲ့ဝေး Premier League ကစားခဲ့ဝေးတွေ့ကြုံရှိတယ်အင်္ဂလန်ဘို့နောက်ကန်ကစားသမားတယောက်ဒါပြောမှဆိုလို့ရှိရင်အကောင်းဆုံးပုံစံမှာအားလုံးဖြစ်နေရလို့ကျွန်တော်မြင်တယ်ပြီးတော့သူ့ရဲ့ဒါပြောမှဆိုလို့ရှိရင်ဂျူရဲ့ဟာတွေကတော်တော်လေးကိုကောင်းတာတွေ့ရပါတော့အထူးသဖြင့်တော့ဒီသမားကဒါမီလန်တို့ဘာလို့မှဆော့အီတလီမှာဆော့ခဲ့တာဖြစ်တဲ့အတွက်ဒါအီတလီဆိုတော့တကယ်ကျန်းတဲ့နေရာမျိုးเนาะအဲ့လိုမျိုးကစားခဲ့တာဖြစ်တဲ့အတွက်ပြီးတော့ဒဏ်ရာပြဿနာတွေတော်တော်လေးကင်းတယ်ကျွန်တော်တို့လီဗာပူးသိန်းတော့အများကြီးဒါပြောမှဆိုလို့ရှိရင်ဒီလိုတွေးကြုံကောင်းရှိတဲ့ကစားမတယောက်လိုအပ်နေတယ်လို့ကျွန်တော်မြင်တယ်။ဒါပြကျွန်တော်တို့မှာလူငယ်ရှိတယ်ဗျာဂျာကွေးတို့ရှိတယ်ဗန်ဒိုက်နဲ့တွဲဆောပေါ့နော်ဗန်ဒိုက်ရှိတယ်ဒါပြောမှဆိုလို့ရှိရင်လီယိုနစ်ရှိတယ်ဂျိုကိုမတ်ကကျွန်တော်ဒဏ်ရာရသွားခဲ့တယ်အဲ့တော့ပြောမှဆိုလို့ရှိရင်ဘယ်လောက်ထိနားရမယ်ဆိုတော့မသိဘူးအဲ့တော့ဂျိုကိုမတ်နေရာဟိုအစားထိုးဖို့အတွက်လို့လဲဒါ report တွေမှာထည့်ကြီးထားတယ်ပေါ့နော်အဲ့တော့ပြောမှဆိုဂျိုကိုမတ်ကလည်းဒါပြောမှဆိုလို့ရှိရင်ဒီယာဒီမှာထွက်ခွာကောင်းတယ်ထွက်ခွာသားနိုင်တယ်ဆိုပြီးတော့အဲ့ report တွေမှာထည့်ရေးထားတယ်ပေါ့နော်အဲ့တော့ပြောမှဆိုလို့ရှိရင်ဒါလီဗာပူးတင်းကတကယ်ကော်တင်ကော်ထိုက်တဲ့အပြောင်းအရွှေ့တစ်ခုလုပ်နေရလို့ပဲကျွန်တော်မြင်တယ်ဒါထာမိုရီကိုသဘောကျကြလားထာမိုရီရဲ့ခြေစွမ်းကိုဘယ်လိုမြင်ကြလဲအဲ့ဒါပတ်သက်ပြီးကိုယ်ကကျွန်တော်ရပါတယ်ဒီဗီဒီယိုလေးကိုသဘောကျရင် like follow လုပ်ပြီးလည်းမြင်နိုင်ခဲ့ကြပါတယ် YouTube ရဲ့ညီကိုကြီးနဲ့ subscribe လုပ်ပြီးမြင်နိုင်ခဲ့ကြပါတယ်အားလုံးကျေးဇူးများတင်ပါတယ်